တို့ဒါ game 1မှာတော့လေပြောရင်းနဲ့ပဲကျွန်တော်တန်းပေါက်ချက်တော့ကြည့်နေမှာဒီ cross အချိန်မှာလေတန်းပေါက်နဲ့ထောက်ကိုကြိုးစားမယ်ပတ်ဝေးခင်းသားတယ်တော့ back line control CK ဝင်လာတဲ့အချိန်တခုမှာတော့ Yuri ပြန်ပတ်ဖို့ကြိုးစားနေတယ်ပဲမရတော့ဘူးပေးလိုက်ပြီဗျာ Lace off 3ပြီးတော့ပြန်ပတ်တယ်ဆိုမှလည်းမရလိုက်ဘူးဗျာထပ်ပြီးတော့ပဲ Battle မှုတော့ပြေးဝင်လာပြီ T-Pro တော့မှ Zee အောင်တော့ live ပြီးတော့ကြည်ထားသေးတယ်ကျွန်တော် Rapid Live ပါ3ပြီးတော့ပဲတခါလေးဖြတ်ဖို့တော့ကြိုးစားနေတာနောက်မှလေ Impact နောက်လျှောက်ဝင်ထားသေးတယ် Terrify ဖြစ်ရင်ပတ်ဝေးခင်းပြီးတော့ Retreat Yuri ရအောင်တော့ယူထားသေးတယ်ကျွန်တော်နောက်မှလေပြန်ပြီးတော့ New Go ပတ်သွားပြီး Run Line မပြေးသေးတဲ့နောက်တော့မှ T-Pro CK ကိုဆုံးတက်နေတယ် New Go ပါထပ်ပြီးတော့ရလိုက်တာဆိုတော့ချိုးမယ်အဲ့လိုပုံစံတစ်ခုတော့ Platin နဲ့စပြီးတော့ပုံဖော်သူတို့ Tin 7နဲ့လုံးဖို့တော့သူတို့ကြံရွယ်နေတော့မယ်ဗျာကျန်စပန်မှာတော့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ဒါသူရဲ့ Jungler SK အနေနဲ့ကကျွန်တော်တို့ဒါ Assassination ကိုပြန်ပြီး focus နေတဲ့အနေအထားတစ်ခုမှာအကြီးလာတဲ့အချိန်တစ်ခုအရာတော့ Platin အနေနဲ့ first round ကိုရအောင်ယူထားသေးတယ်အဲ့နောက်မှာတော့တန်းပေါက်ဖက်ပြီးထောက်ဖို့ကြိုးစားနေမှာ Yuri နောက်ကိုပြန်ပတ်ထားတယ် D-Cross ဝင်လာနေတဲ့အချိန်တစ်ခု T-Bro အနေနဲ့မာဖေးနေတော့မှထောက်ချက်ကြားမှာတော့ New Go စပြီးတော့ကြတယ်ဗျာဒီနေရာမှာတော့ Jordy ဘက်က D-Cross ဝင်လာတဲ့ပတ်ဝေးကြားမှာ slow fat me wine နဲ့ပဲ Hiroki တကောင်တော့ Tin 7နေနဲ့ပေးလိုက်အပေါ်နဲ့ second tower 900လုံးသွားပြီး focus လုပ်အောင်မယ်ဗျာဟုတ်တယ်ကျွန်တော်တကယ်ကိုအားကောင်းတဲ့ strategy တစ်ခုတော့ပြသနေခဲ့ပြီပဲဖြစ်ပေါ်တယ်ကျွန်တော်ပေါ်မှာရှိနေ second tower တစ်လုံးမှာ ယူဖို့ပြေးတက်လာချိန်တော့မှ cycling law impact တွေနဲ့တန်ပေါ trolley 3ကိုင်းသွားပြီ bump line နဲ့မှာ T-Bro and break ပဲပါဝါပတ်ဝေးပြခင်းပြီးတော့ခိုးတယ်ကျွန်တော်နောက်မပြန်ပြီးတော့ Yuri ရှိနေဆိုမှ T-Bro ကြာသွားပြီဗျာ New Go နောက်ဆက်လက်စစ်ချက်သွားလို့တယ်ပတ်ဝေးက slow back OP flicker ခုံပြီးတော့ပြန်ပတ်ဝိုင်းနေပဲကြံနေတကောင် Guardian မှာဖြတ်ခုံသွားပြီ Creo အကောင်းဆုံးတော့ဖြစ်ရှင်းလာတော့မယ်သို့မဲ့တန်ပြေးဖို့တော့ကတန်းပေါက်နေတယ်မလွယ်ကူတော့ဘူးဗျာနောက်မှာတော့ Yuri Hiri ကောက်ဖို့လိုက်လာနေနေပဲပလာတင်မှာတော့တန်းပေါက်နေတော့ sacrifice လိုက်ပြီเนาะသူ Hiri မပေးဘဲနဲ့ပဲဒါသူ့ကိုယ်သူပဲတာဝါထဲမှာအသေးခံလိုက်တယ်မယ်9ယောက်လုံးဝင်ပြီးတော့တိုးမလားပလာတင်9ယောက်လုံးကတော့ long နောက်မှာရှိတယ် loss ခေါင်းတိုးလာနေတယ် D cross ဒါပေမဲ့ take လောက်ထားဟိုးရှိမှာ Lucas တစ်ယောက်တည်း sacrifice လိုက်ရပြီဗျာCK ဝင်လာဖို့တော့မဖြစ်နိုင်ရင်လည်းပဲ low တော့ Paladin လက်ထဲကိုပေးလိုက်ရပါပြီ။ဂျန်ငယ်လောင်းလေးတော်တော်အလှမ်းဝင်းသွားတဲ့အချိန်တစ်ခုမှာ New Go အနေနဲ့ဝင်သွားတာ connection လွတ်သွားတဲ့ပုံစံတစ်ခုပဲဗျာနော်။ကျွန်တော် back line မယ်ဆိုရင်တော့ပြန်ပြီးတော့ defend လုပ်ရတယ်။ T-Pro OB ရဲ့ pitch နဲ့တူပဲတခါလေးပဲကြာသွားခဲ့ပြီဗျာ။စတင်ပြီးတော့ပဲ OB နဲ့ Hero K ရရှိလို့သွားခဲ့ပြီ။ 1-for-1 trade ဆိုပေမဲ့လေကျွန်တော်တစ်ဖက်မှာရရှိသွားတဲ့ lot နဲ့အတူတခါလေးပဲဂျန်နဲ့ lane တွေမှာအဲ့4 quad တောင်ဗျာ။တော်တော်များတဲ့ network တစ်ခုကိုပိုင်ဆိုင်ထားတာပါ။အဲ့မှာတော့ Yuri ဝင်ပိုင်းကိုစူးစမ်းနေတယ် OP သူရတော်တော်လေးတော့နဲခေါင်းတော့ OP မသေးသေးဘူး။ဝင်လာခဲ့တဲ့ Yuri တကောင်စကြနေတယ် CK ဝင်လာဖို့ကြိုးစားမယ်လည်းမလွယ်ဘူးပြ D-Cross ဒါပေမဲ့ take လောက်ထားတော့မယ်နောက်မှာတော့ impact တွေတက်တော့ချောက်ထိုင်ရတဲ့ကြားမှာ Cherry Judy New Go စရတယ်နောက်တစ်ကောင်တန်းပေါက်ကိုပါထက်ရလိုက်ရင်လည်းနှစ်ကောင်ဒါပဲခေ Cherry Judy ထက်တက်ဖို့တော့လုံနေတော့မယ်မကထားမဲ့ကျွန်တော် mid lane မှာထက်ယူနေတယ်ပဲသူတို့ရိုက်ချိုးဖို့ကြိုးစားမယ်လည်း CK ဒါပေမဲ့ take ထပ်ပြီးလှုပ်ထားသေးတယ်ဗျာနောက်တစ်ကြံနေ crit အုပ်တော့အကောင်းဆုံးဖြည့်ရှင်းမှုတွေ pressure နှစ်ခုပေးတဲ့ down တော့သူတို့ခံမှာမဟုတ်ဘူးဗျအဲ့ဒါကြောင့်မလို့တော့ low သူတို့လာလူဖို့အတွက်တော့ position တော့တည်ထားမျိုးလို့ရှိတယ် Paladin အနေနဲ့ကလည်းပြန်ကြည့်ရမယ်ဆိုလို့ရှိရင် long နားမှာစပြီးတော့ပဲ Cherry Judy လို့စပြီး control ယူဖို့တော့ကြိုးစားနေတယ်ဗျာ CK တော့အပေါ်မှာတွေးလိုက်မယ်ဆိုရင်တော့တခါလေး force သွားနိုင်တယ်နော် New Go လိုက်ပြီးတော့ကြည့်တယ် impact ကနားလိုက်တာ B-Found ပြောင်းလဲဆိုမလဲ Cherry Judy ပြတဲ့ KD speed နောက်တစ်ကောင်မှာတန်းပေါက်ထက်ကြဝိုင်းနေပဲ Buffy damage တွေတော်တော်လေးကိုများနေကြပြီဗျာ back line မှာ CK ပြေးပြီးတော့ Cree ဖြည့်ရှင်းလာတော့မယ်ရှေ့မှာလည်းအကုန်လုံး flicker သုံးပြီးတော့ပြန်ပတ် electrify fish stand နေကြတယ်မှာ CK ပြပတ်တယ်ဆိုမလဲ Cherry Judy Mega K တိမ်ပိုက်လို့သွားနေတယ် OB နောက်ပတ်ထပ်ပြီးတော့ Edo Handing ပေးထားတယ် Sky PS standard to T-Pro အပေါ်တချပြန်ထားကြမှာ Cherry Judy လိုက်ပစ်ထားတယ် OB လုံးဝမသေးသေးဘူးနောက်မှာ Soul Saver Yuri okay တိမ်ပိုက်ဝိုင်းနေပဲ Game number 2 Platin ပြန်လည်နိုင်ရရှိလို့သွားခဲ့ပြီ